ဟုတ်ကဲ့အကိုတို့မင်္ဂလာပါ မင်္ဂလာပါခင်ဗျာ ဟုတ်ဒီနေ့ရှင်ပြန်ကစားသွားတဲ့အပေါ်မှာကို့အသင်းအနေနဲ့အကျဉ်းနဲ့အားရမှုရှိလားဆိုတာတစ်ချက်ပြပြပါဦး ဟောတော့အများကြီးတော့မရှိဘူးပေါ့ထပ်ပြီးတော့စူးစမ်းရအောင်ပါပေါ့အမားကြီးကတော့အများကြီးပဲပေါ့နောက်ပွဲကျရင်တော့ဒီထက်အမားကြီးကြော်တော့တော့ပြင်ဆင်တော့မှာပေါ့ အကိုပြောပြပေးပါဦး ကျွန်တော်လည်းအဲ့လိုပဲထင်ပါတယ်ကျင်းသားအရောက်မှုတော့မရှိဘူးအကောင်းဆုံးတော့အားလုံးကကန်ခဲ့ကြပါပဲဒါပေမဲ့မားလေးများသွားတယ်ဒါပြီးတော့ရှိတယ်ဗျ ဟုတ်ကဲ့ပါဒါဆိုရင်နောက်ထပ်ပွဲစဉ်တစ်လျှောက်မှာလည်းနဲ့အချိန်တွေကတက်လာမှာဖြစ်တဲ့ကြောင့်ပေါ့နော်အဲ့ဒီနောက်ထပ်ပြိုင်ပွဲတွေအတွက်အကိုတို့အသင်းအနေနဲ့ဖြစ်ဖြစ်တဦးချင်းအနေနဲ့ဖြစ်ဖြစ်အကိုတို့စိတ်ပိုင်းဆိုင်မှာဘယ်လိုမျိုးပြင်ဆင်ထားမျိုးရှိလဲပြီးတော့ဘယ်လောက်ထိမျောလင့်ထားလဲဆိုတာကိုပြောပြပေးပါဦး နောက်ပွဲကျရင်တော့ဒီလိုအမားကြီးတော့မရှိအောင်တော့အကောင်းဆုံးပုံစံနဲ့သွားမှာပါပြီးကြတော့ဟိုလာတဲ့အတင်းမှန်တွေများပဲကျွန်တော်တို့အမားနေနဲ့အကုန်လုံးခံတော့မှာပါတင်တာအားလုံးကလည်းအကုန်လုံးဟိုစိတ်တူကိုယ်တူပဲဆိုတော့ဘယ်တင်းမဆိုတော့ကန်ရှင်းကန်တာပါ ဟိုပါပဲကျွန်တော်တို့စီစီလုံးလုံးနဲ့သွားအောင်ပေါ့မားတွေကိုအကောင်းဆုံးပြင်ဆင်ပြီးတော့မှရောက်နိုင်တဲ့အထိကျွန်တော်တို့သွားဟုတ်ကဲ့သွားတဲ့ခါမှာရောကိုယ့်ရဲ့တစ်ဖက်ပြိုင်ဖက်အသင်းပေါ်မှာကိုဘယ်လိုမျိုးသူတို့စားသွားတဲ့ပုံမှာဘယ်လိုမျိုးသုံးသပ်မိတာမျိုးရှိလဲပြပြပေးပါဦး ပြန်တဲ့တင်းကလည်းကောင်းပါလေဒါပေမဲ့လည်းဘောလုံးဆိုတော့အဲကြောင့်မို့သူတို့လည်းအကောင်းဆုံးတော့ရှင်းပြနေတာပဲဒါပေမဲ့တရားရတော့ဖတ်သွားခဲ့ရအောင်ပေါ့နောက်ပွဲကျရင်တော့ဒီစားလေးကန်တော့ပါ သူတို့ကတူဝါရုံကတော်ကောင်းတယ်ကျွန်တော်တို့ရဲ့တိုက်စစ်ကနေသူကတန်ပြန်တိုက်စစ်နဲ့ပြန်ဆော့တာဆိုတော့ကျွန်တော်တို့လည်းဒုက္ခလေးတွေ့ရပါဘူးအဲ့ဒါလေးရရှိရဗျ ဟုတ်မေခွင့်ပြကြပေးတဲ့ကြောင့်ကျေးဇူးများတင်ပါတယ်ကျေးဇူးပါ